ကဲ brother တို့ပေါ့နော်ကျွန်တော်ဒီ memory တွေအရင်စီးကြီးနေတဲ့အချိန်မှာအထူးသဖြင့် DDR5 ပေါ့ဗျာအဲ့တော့ DDR4 နဲ့ DDR5 ကို performance ဘယ်လောက်กว่าလဲဆိုတာကျွန်တော်လာပြီးတော့ share ပေးပါမယ်လက်လက်ဆက်ဆက်ထွက်လာတဲ့ data ပါဘယ်ကထွက်လာတဲ့ data လဲဆိုတော့ Tom's Hardware ကအတစ်ထွက်လာတဲ့ data လေးပါပေါ့နော်အဲ့တော့ကျွန်တော်ဥပဗျာ DDR4 DDR5 ကိုနှစ်ခုလုံး support လုပ်တဲ့ CPU ဆိုလို့ရှိရင် Intel တွေက 12 Gen 13 Gen 14 Gen အဲ့3ခုပဲရှိတယ်အဲ့တော့အဲ့3ခုနဲ့တုံးပြီးတော့ test လုပ်ထားတဲ့ resource ပေါ့နော်ပြောမှဆိုလို့ရှိရင် same CPU same graphic card same storage ပေါ့နော်ကွဲသွားတာ RAM ပဲကွဲသွားမယ်အဲ့မှာ performance ဘယ်လောက်กว่าလဲဆိုတော့ DDR4 နဲ့ DDR5 က performance gap ကဘယ်လောက်ရှိလဲဆိုတော့10 to 15% အဲ့တော့ DDR4 သုံးတဲ့နေရာမှာ DDR5 တော့သုံးမယ်ဆိုလို့ရှိရင်10%ကနေ15%ထိ performance တက်လာနိုင်ပါတယ်အဲ့တော့ user အနေနဲ့ကိုယ့်ဘောက်စဉ်းစား DDR4 သုံးမလား DDR5 သုံးမလားပေါ့နော် DDR4 16GB တစ်ချောင်းဆိုလို့ရှိရင်လက်ရှိဆို6သိန်းလောက်ရှိတယ်DDR4 စီးပေါ့နော် DDR5 စီးဆိုလို့ရှိရင် 16GB တစ်ချောင်းကို12သိန်းခွဲနဲ့13သိန်းလောက်ထိရှိတယ်စီးတော့2ဆလောက်กว่าပါတယ် performance တော့10 to 15% ကိုယ့်ဘောက်စဉ်းစားပါသုံးမလဲပေါ့နော်ချင်းတီတွေကတော့အကယ်လို့ကျွန်တော်တို့သုံးမဲ့ CPU က Intel Core Ultra တော့မဟုတ် Ryzen တွေက7000 series နောက်ပိုင်း CPU တွေဆိုလို့ရှိရင်တော့ကျွန်တော်က DDR5 ပဲသွားမှာ DDR5 ပဲ support လုပ်တယ်ပေါ့ဗျာဒါတော့ DDR5 နဲ့ DDR4 ရဲ့ performance gap ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီ single channel နဲ့ dual channel ရောဘယ်လောက်กว่าလဲပေါ့နော်အဲ့ဒီသူတို့ရဲ့ data အရဆိုလို့ရှိရင်ကျွန်တော် DDR4 ရင်ပြောမယ် DDR4 ဆိုလို့ရှိရင်dual channel နဲ့ single channel တော်တော်တိတာတယ်ဗျ20 to 25ရာခိုင်နှုန်း20ကနေ25ရာခိုင်နှုန်းလောက်ထိကွာနိုင်တယ် DDR4 ဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့ DDR5 ကျတော့အဲ့လောက်ထိမကွာဘူးဘာကြောင့်လဲဆိုတော့ DDR5 က single din ပေါ့နော်တစ်ချောင်းထဲနေသူက dual channel အလုပ်လုပ်တယ်ဒါပေမဲ့တစ်ချောင်းထဲနဲ့ dual channel အလုပ်လုပ်တဲ့တိုင်အောင်ကျွန်တော်နှစ်ချောင်းစိုက်တဲ့အခါမှာ performance ကဘယ်လောက်ထိပိုတက်လာနိုင်လဲဆို8 to 10% ပြောမှဆိုရင် DDR5 ကအဲ့လောက်ထိမတိတာဘူးဒါပေမဲ့ DDR4 ကျတော့တော်တော်တိတာတယ်20 to 25လောက်ကွာပြီးတော့ DDR5 မှာကျတော့ကျွန်တော်ဒီ8 to 10% လောက်ပဲကွာတယ် single channel နဲ့ dual channel မှာပေါ့ဗျာဒါတော့တို့ရဲ့ရလက်ပေါ့နော်ဒီနေရာမှာကျွန်တော်အားလုံးရှင်းပြချင်တာကကျွန်တော်တို့ကmemory ကိုပေါ့ဗျာ single တစ်ချောင်းနဲ့ပဲတုံး dual နှစ်ချောင်းပဲတုံးဘာမှမထူးတဲ့ application နဲ့ဘာမှမထူးတဲ့ game နဲ့အများကြီးရှိပါတယ်ဥပမာကျွန်တော်ဒီ daily usage တုံးတာမျိုးတို့ကျွန်တော်ဒီ internet browsing လုပ်တာမျိုးတို့ရုပ်ရှင်ကြည့်တာမျိုးတို့ YouTube ကြည့်တာမျိုးတို့ပေါ့ဗျာလို့မဟုတ် Microsoft Office တုံးတာမျိုးတို့ကျွန်တော်ဒီ streaming လုပ်တာမျိုးတို့ဆိုလို့ရှိရင်တော့ကျွန်တော်ကတစ်ချောင်းပဲတုံးနှစ်ချောင်းပဲတုံးဘာမှမထူး performance ဒါပေမဲ့ဘယ်နေရာမှာတိတာသွားလဲဆိုတော့ဥပမာဗျာကျွန်တော်ကဒီ CPU ကိုအရင်အားကိုးတဲ့ game တွေ high resolution game တွေဆော့မယ်ဥပမာ Full HD မှာကျွန်တော်ဒီ game setting ကိုအမြင့်ဆုံးထားပြီးဆော့မယ်ပေါ့ဗျာအဲ့လိုမျိုးတွေတို့မဟုတ်ကျွန်တော်ဒီ 3D application 3D rendering video rendering အဲ့ဒါတွေလုပ်မယ်ဆိုလို့ရှိရင်တော့ dual channel ကတော့ပိုကောင်းပါတယ်အဲ့ဒါကိုလာပြောပြတာပါဒါမဲ့တကယ်ကတော့ကျွန်တော်အကယ်လို့ကျွန်တော်တို့ game ကျွန်တော်ကစားတဲ့ game ကဥပမာဗျာ 2K gaming ကစားမယ် 4K gaming ကစားမယ်အဲ့ဆိုလို့ရှိရင်ဘာမှမထူးဘူးဘာလို့ဆိုတော့ကျွန်တော်က 2K gaming 4K gaming ရဲ့သူတို့ရဲ့ workload ကတော်တော်များများ graphic ကပုံမှာပြောမှဆိုသူတို့က graphic ကိုပဲအားကိုးတာ 4K ဆိုပိုဆိုးတယ်ဗျာကျွန်တော်က graphic ကိုပဲအားကိုးတာအဲ့ဒါကြောင့်မလို့အဲ့ဒီ resolution အမြင့် game တွေမှာကျွန်တော်ကဥပမာ 2K gaming 4K gaming အတွက်ဆိုလို့ရှိရင်တော့ single channel dual channel ပဲတုံးတိတ်မထူးဒါပေမဲ့ကျွန်တော်က Full HD မှာဆိုလို့ရှိရင်တော့တော်တော်ထူးပါတယ်အထူးသဖြင့် CPU ကိုအားကိုးတဲ့ game တွေဆိုတော့တော်တော်လေးကိုထူးပါတယ်အဲ့ဒါလေးလာ share ပေးတာပါအဲ့တော့အားလုံးအနေနဲ့ဆက်စင်တဲ့အခါမှာကိုက single channel သုံးပါလား dual channel သုံးပါလား DDR4 သုံးပါလား DDR4 သုံးပါ DDR5 သုံးပါလားကိုပါကိုဆုံးဖြတ်လွယ်သွားမယ်လို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်เนาะ